လွန်ခဲ့သောနှစ်ပေါင်း2600ကျော် BC 988ခုနှစ်ဥက္ကလာပမင်းကြီး၏နိုင်ငံတော်အသင်္ဇနမြို့မှာထဖူတနပလီကကုံတယ်ညီနောင်တို့ဟာလှမ်းအစီပေါင်း900နဲ့မြစ်စီမဒေတာတို့ကုံတယ်ဖို့ထွက်ခွာလာခဲ့ကြပါတယ်။ မိတ်ဇမဒေတာရဲ့ဘောဒီပင်အနီးသို့ရောက်တဲ့အခါမှာတော့တညမှာထူးခြားတဲ့ကိုရောင်ကိုဝါနဲ့ရုပ်ခစိုးနှက်ကြီးကကိုထင်ပြလာပါတယ်။ညီနောင်နှစ်ဦးဟာထိတ်လန့်အံ့ဩပွားပြီးအသင်မြည်သူနီးလို့မေးမြန်းလိုက်ပါတော့တယ်။ ရုပ်ကစိုးနှက်ကအမောင်တို့မကြောက်ကြနဲ့ငါဟာရှိဘွားကတင်တို့ရဲ့ဆွေမျိုးတော်ဆက်ခဲ့သူပါအခုတင်တို့စီကိုလာတာဟာအကျိုးပြုဖို့ပါလောကမှာသုံးလောကထွထားမြတ်စွာဘုရားဟာပွင့်တော်မူပြီးလင်းလွန်းပင်ခရင်မှာတည်င်းသုံးနေတော်မူတယ်အမောင်တို့တွားရောက်ပူဇော်ကြလော့လို့လမ်းညွန်ခဲ့ပါတယ်ဖျားဆိုတဲ့အတန်ကိုကြောက်လိုက်ုံနဲ့ညီနောင်နှုံဟာတကိုယ်လုံးကြက်တီးမွေးညင်းထားပြီးဝမ်းမြောက်ကြည်နူးသွားကြပါတယ်ဒါဆိုကျွန်ုပ်တို့ကိုလမ်းညွန်ပြောပါလို့အားတက်တဲ့ပြောဆိုပြီးပါလာတဲ့မုံကြွကြော်နဲ့ဖျားမုံထုတ်တွေကိုအမြန်ပြင်ဆင်ကြပါတော့တယ်သူတို့ဟာလင်းလုံးပင်ခြေရင်မှာတပဲ့စွာတရင်သုံးနေတဲ့ဖျားရှင်ကိုဖူးတွေ့လိုက်ရတဲ့အခါတရားပီတိအပိနဲ့စွန်းဦးကိုကတ်လူပူဇော်ခဲ့ကြပါနဲ့ဒါဟာသာသနာသမိုင်းမှာပထမဆုံးသောစွန်းလူတန်းမှုဖြစ်ပြီးဒီညီနောင်နှစ်ဦးဟာလည်းဗုဒ္ဓဘာသာရဲ့ပထမဆုံးသောဥပါဒကတွေဖြစ်လာခဲ့ပါတော့တယ်